သက်19နှစ်အရွယ်ကိုလံဘီယာလူငယ်ကစားသမားလေးကိုအသင်းထံခေါ်ယူတော့မဲ့ United အားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment Mind Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Manchester United အသင်းရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းနှစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါယုံကြည်ဆက်ချရတဲ့တောင်အမေရိကသတင်းထောက် Papi Sierra ရဲ့အဆိုအရအသက်19နှစ်အရွယ်ကိုလံဘီယာကွင်းလန်လူ Christian Camilo Orogo ဟာတနင်္ဂနွေနေ့မှာ Manchester မြို့ကိုတွားရောက်ပြီးစစ်စစ်မှုခံယူသွားမှာဖြစ်ပါတယ်ပြီးရင်တော့ Man U အသင်းကသူ့ကိုတရားဝင်မိတ်ဆက်ကြေညာသွားမယ်လို့ဖော်ပြထားပါတယ် Orogo ဟာအသက်18နှစ်ပြည့်တာနဲ့စာချုပ်စတင်အသက်ဝင်မှာဖြစ်ပြီးပထမဆုံးအနေနဲ့ U21 အသင်းနဲ့ဂျာမနီမှာရာသီကြိုလေ့ကျင့်ရေးကိုဝင်ရောက်ရမှာပါနာမည်ကြီးသတင်းထောက် Fabrizio Romano ကလည်းဒီအပြောင်းရွှေ့ကို2နှစ်ကတည်းက Heavy Go ပေးထားခဲ့တာဖြစ်ပြီးပြောင်းရွှေ့ခြင်းကဒေါ်လာ1 သန်းဝန်းကျင်လို့သိရပါတယ်။ Man U နီးပြအဖွဲ့ကတော့ Orogo ကိုအရင်ဆုံးစွမ်းဆောင်ရည်အကဲဖြတ်ပြီးသူ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကိုဆုံးဖြတ်သွားမယ်လို့သိရပါတယ်။တစ်ဖက်မှာလည်း United အသင်းက Matías Fernandes ကိုဆက်လက်ကြိုးပမ်းနေပါတယ်။ Tottenham Hotspur အသင်းကလည်း Man U အသင်းနဲ့အပြိုင်အပြင်းထန်လိုက်နေပြီး Fernandes ကိုကိုရေးကိုတာစာချုပ်အတွက်အရင်ဆုံးကြိုးစားထားတဲ့အသင်းလည်းဖြစ်ပါတယ်။ဒါပေမဲ့ United အသင်းကလည်းလက်မလျှော့သေးပါဘူး။သတင်းထောက် Matteo Morato ရဲ့အဆိုအရနောက်ဆုံးနိုင်ပိုင်းအတွင်းမှာ Man U က Fernandes နဲ့ထပ်မံဆက်သွယ်ခဲ့ပြီးသူ့ကိုဆွဲဆောင်နိုင်ဖို့စာချုပ်ကမ်းလှမ်းချက်ကိုပိုကောင်းအောင်တိုးမြင့်ပေးဖို့အစဉ်အသင့်ဖြစ်နေပါတယ်။ဒါအပြင် West Ham United အသင်းနဲ့လည်းထားရိုက်ဆွေးနွေးမှုတွေစတင်လှုပ်ဆောင်ဖို့စီစဉ်နေပါတယ်။ West Ham ဘက်ကတော့ Fernandes ကိုအမြင့်ဆုံးဈေးပေးတဲ့အသင်းစီရောင်းချသွားမယ်ဆိုတဲ့သဘောထားကိုကင်ဆယ်ပြီးပြောင်းရွှေ့ကြေးပေါင်85 သန်းဝန်းကျင်သတ်မှတ်ထားပါတယ်။ဒါကြောင့်ဒီပြောင်းရွှေ့က Man U အသင်းနဲ့ Tottenham Hotspur အသင်းကြားငွေကြေးနဲ့ရှင်ပြိုင်မှုဖြစ်လာနိုင်ပါတယ်။ United အသင်းက Matías Fernandes အပြင် Real Madrid ကွင်းလန်လူ Tchouaméni ကိုလည်းစိတ်ဝင်စားနေဆဲဖြစ်ပါတယ်။အသင်းရဲ့ဂန္ဓဝင်ကစားသမားဖြစ်တဲ့ Rio Ferdinand ကတော့ Tchouaméni က Casemiro ရဲ့နေရာကိုအကောင်းဆုံးအစားထိုးနိုင်မဲ့သူလို့ယုံကြည်နေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ United အသင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ။